ဒီမှာပေါ့နော်ပုံမှန်ဆိုရင်တစ်ပတ်ကိုတစ်ရက်ပဲဈေးသွားရတယ်ပေါ့နော်ဟင်းသီးမျိုးကကြတော့ကိုရီနေတဲ့ဒီအိမ်သားမှာပေါ့နော်ဈေးကမရှိနည်းနည်းဝေးတစ်ပတ်စာဟိုတစ်ခါတည်းဝယ်တယ်အဲ့လိုဈေးသွားမှဆိုလို့ရှိရင်ပုံမှန်အဲ့လိုစုပြီးသွားကြတာပေါ့နော်အခုဆိုလို့ရှိရင်ဈေးရရောက်တော့ဆိုတော့ငါးတွေဆိုလည်းအဲ့လိုမျိုးဈေးထဲမှာအရှင်လက်တွေပဲရောင်းတာအတီတွေရောင်းတာရှားတယ်ကိုရီဆိုမှမစားဘူးမစားရတယ်ပေါ့နော်ဗီတာပန်းတို့နောက်ပြီးလို့ရှိရင်တော်တော်များများအဲ့လိုမျိုးရွက်တွေဆိုရင်မစားဘူးရွက်တွေဒီမှာအများကြီးပဲရှိရယ်ဗီတာပန်းဆိုလည်းကိုစမာတော့ပေါ်တယ်ဒါပေမဲ့ဘူးကမစားဘူးလေဒီမှာတော့စားကြတယ်တော်တော်များများမုတ်ကမှလည်းအဲ့လိုမျိုးချက်စားတယ်ဟင်းတွေပါချက်စားကြတယ်စားကြည့်ရတော့အဲ့ဒါမရှိတော့မသိဘူးပေါ့နော်ပစုံနေပါရတော့ဒီမှာအရန်ပေါ်တယ်ပုံမှန်ရနေချက်ပပန်းပြူပွင့်လို့ပါတော့ရတယ်တန်ထလုံးသေးရပါလေဆိုတော့တန်ထလုံးရွတ်တော့တို့ကစားတန်ထလုံးသေးတော့မစားဘူးတို့ပွားစဖြစ်မှာတို့မစားဘူးလို့ပြောတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဟိုဒီငါးတွေဆိုလို့ရှိရင်တော့အရှင်တွေလောင်ပြီးတော့အဲ့လိုရောင်းတာများတယ်အခုတွေပါတယ်ဆိုတော့အရှင်ပဲရောင်းတယ်ဒီကမှာ blank ထားပြီးအဲ့လိုရောင်းတယ်အခုတို့ငရမ်းလို့ဆိုအဲ့လိုအရှင်တွေရောင်းတယ်ဒီတော့နောက်တစ်မျိုးငမြင်းနေပါတယ်ဆိုလို့ရှိရင်လည်းသူကအဲ့လိုအရှင်တွေဖမ်းထားပြီးတော့မှခုနဟိုစကားလေးထည့်ပြီးတော့မှအဲ့လိုရောင်းတာပစုံတို့ကနန်းတို့အကုန်လုံးလည်းအဲ့လိုမျိုးဒီမှာပေါ်တယ်ပေါ့နော်ကနန်းဆိုလည်းအရှင်တွေပစုံတွေဆိုတော့လက်မှာသူတို့စီရေထွက်စားတော့အရန်ပေါ်တယ်ဒီမှာလေငရဲရင်နေဆိုလဲ3လိပိတ်တာလောက်ရှိဟောတော်တော်ငရဲစားခေါင်းစားကြတယ်ငရဲခေါင်းစားတယ်တော့ဝယ်တယ်ခေါင်းတစ်ခုတည်းဝယ်1 kg ခွဲဆိုတော့60တာလောက်ရှိအဲ့လိုမျိုးစားလို့ရတယ်ကလန်ကလိုဘ No 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 နာကလန်ကီလို Yeah Nice klan kilo No 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 bo klan kilo Okay okay Bông how much? One. Okay, bông. Bông bay lên mày bông bay lên. Không mở cái gì đây nữa. ဒီမှာလေအဲ့လိုကြောက်တမုံဖြတ်တဲ့အိရွက်ပေါ့အဲ့ရွက်တွေတို့ကဒီမှာစားကြတယ်ကိုရီငယ်တော့ကြောက်တမုံမဖြတ်တဲ့အိရွက်ကိုစော့တာပေါ့နော်ဒီအဲ့လိုမျိုးငါးလေးတွေဆိုလို့ရှိရင်လည်းရေချိုငါးလေးပေါ်တဲ့အချိန်ဆိုရင်တော်တော်လေးတော့ရောင်းဟိုမြန်မာငါးကြီးလိုပဲပေါ့နော်ငစင်ရိုင်းလေးတွေကိုဒါဆိုသူတို့ရောင်းတာအဲ့ငစင်ရိုင်းလေးဆို1 kg ကို$10ဒီမှာငမြင်းလေးဆိုရင်1 kg ကို$3အရာတိပေါ်ပုံတူပြီးတော့ငါးလေးရလက်စီအပြောင်းလဲရှိရမတူပေါ့အခုချိန်ဝင်လေးဆိုလို့ရှိရင်ပုံမှန်ဖြစ်တော့တစ်ချက်တစ်ချိန်ဝင်နဲ့သုံးတယ်ဒါပေမဲ့ဒီတော်ကြီးကတော့ရိုးရိုးထုတ်ချောင်းလေးနဲ့ချိန်ဝင်အဲ့လိုမျိုးတွေရတယ်မြင်ဘူးထူးဆန်းလို့ရိုက်ခဲBông how much? How much bông? 1 kilo 6,000 riyal. 1 kilo 6,000 riyal. ဒီမှာလေဗာလေးပဲဝယ်သူတို့ကဟိုဒဇင်းနဲ့စီအဲ့လိုရောင်းတာမဟုတ်ဘူးပေါ့နော်ဟိုကီလိုနဲ့အလေးချိန်နဲ့ပဲရောင်းတာ1 kg ကိုဘလောက်အဲ့လိုမျိုးရောင်းတာအခုသွားနေတာတော့မနက်စာစားမယ်အဆိုင်ပေါ့နော်မနက်စာကိုအစားပြေးစားတာပေါ့ကိုရီစမဆိုရင်မိုးရင်ငါတို့အုံတို့ခောက်ဆွဲတို့အတော်တို့စားတယ်လို့ပဲသူတို့မှာတော့ဒီအိမ်နံပါတ်ကျွေးတွေပါတော့ကိုစားတယ်ဒီရဟာရနည်းနည်းပေါ့နော်သူတို့အချို့စားတာဆိုတော့ရောက်ချင်တော့တိတ်မစားတတ်ဘူးဒါပေမဲ့အခုတော့နည်းနည်းအဆင်ပြေသွားပြီအဲ့မှာဆိုလို့ရှိရင်အခုသူဘယ်လောက်ဆုံးမြင်ရမယ်ဟင်းအဝါရောင်ပေါ့နော်အဲ့ဒါငါးနဲ့လောက်ထားတာအဲ့ငါးနဲ့လောက်ထားတယ်သူ့အနောက်ကဟာလည်းငါးနဲ့ပေါ့နော်2မျိုးပေါ့ဒီဘက်ကဟာကျတော့အသားချက်သားနဲ့လောက်ထားတာဘုံငါးဘက်ကိုပဲသူကဒီမှာအရွက်တွေအစုံရှိရကိုရီစမလို့နည်းနည်းလေးပိုင်းနဲ့စားတော့မဟုတ်ဗေဒါပန်းတို့နောက်ပြီးတော့မသိဘူးပြောတတ်တဲ့အရွက်တွေအများကြီးပဲအဲ့ရွက်တွေနဲ့လောက်ထားတာအဲ့ရွက်တွေနဲ့သူတို့စားတယ်ပေါ့နော်ငပြောပင်နေပါတယ်အထဲမှာငပြောပင်အစိမ်းပါတယ်နောက်ပြီးတော့ငပြောဘူးလည်းအစိမ်းလေးထဲတယ်အဲ့ထဲကို
အမမြင်ဘူးအရွက်တက်ရှိရပေါ့နော်အားဆိုလို့ရှိရင်အခုခတ်နေတဲ့ဟာကနံပါတ်ကျော်ဆိုလို့ရှိရင်စက်သားရဲ့အုံနို့ရဲ့စက်သွေးရဲ့ပစွန်းအိုးရဲ့အဲ့ဒါကိုသူကချို့စစ်စစ်လေးအုံနို့နဲ့ဆက်ထားတာတပွဲလုံးစားပြီးတော့တနေ့ခုံအိပ်ပဲမွေးငါအီနဲ့ပေါ့နော်ဒီဝါရောင်ကြီးကတော့တခါမှတော့မစမ်းစားကြည့်ရသေးဘူးအနောက်ကအီရောနှစ်ခုလုံးမစမ်းစားကြည့်ရသေးဘူးစက်သားနဲ့တော့ခဏဝယ်စားပြတ်တယ်သူတို့စီမှာကြတော့ဒီငပြားရည်ဒီတမယာသေးရဲ့အဲ့လိုမျိုးတိတ်တော့မစားဘူးထင်တာပဲဟုတ်ချက်မို့ဆိုလို့ရှိရင်လည်းကျန်းပတ်တို့ဟာမျိုးပေါ့လော်ထားတာတော့မဟုတ်ဘူးပြီးမကြီးသေးနဲ့အဲ့လိုမျိုးလေးစီချက်တွေပါတော့မတော့အဲ့လိုမျိုးစားတာအခုဝင်နေတဲ့ဇီယာလေးကိုရစီမှာဆိုလို့ရှိရင်တော့ဒီပုတ်ကလေးစလို့စီမျိုးပေါ့ဒီနားမှာလည်းလမ်းပေးမှာလည်းအဲ့လိုမျိုးလမ်းတစ်လျှောက်လည်းဈေးရလို့ရတယ်ဈေးုံထဲမှာလည်းဝင်ပြီးတော့အဲ့လိုမျိုးအသားတွေငါးတွေအသေးရွက်တွေမဟုတ်တွေအကုန်ဝယ်လို့ရတယ်သူကဈေးရတော်တော်ကြီးရပုတ်ကလေးစတဲ့ဆိုတော့လည်းနှစ်ဆ3ဆလောက်ရှိမှထက်နေတော့နေရတဲ့လေးမှာပဲအဲ့လိုမျိုးနည်းနည်းဆိုင်ကန်အေးပေါ့မပြအဲ့လိုပုတ်ကလေးစလိုမျိုးပဲဒါပေမဲ့ပုတ်ကလေးစတဲ့တော့နှစ်ဆ3လောက်ကြီးရအခုမနက်စာဝယ်ပြီးဆိုတော့ကိုရီအပြင်ထွက်တယ်ဆိုင်ရုံစေးရုံထွက်နေအပြင်ထွက်တယ်ပေါ့နော်အပြင်မှာနေဟိုဘက်ရုံကနေဟိုဘက်ကိုသွားပြီးတော့မှကိုရီကားစီမံကားငါမဲ့နေအောင်ရောက်ပါလေအဲဒါစေးရုံထွက်အရင်ထွက်တယ်စေးရုံဟိုဘက်စေးရုံရောက်ဖလို့ရှိရင်တော့သူကအခုကငါ2မျိုးဝယ်ထားတယ်ပေါ့နော်ငါငစင်ရိုင်းလေးဝယ်ခဲ့တယ်ပြီးတော့ငမြင်းလည်းဝယ်ခဲ့တယ်အဲဆို2မျိုးလဲဆိုတော့တစ်ပတ်စာမလောက်သေးဘူးမလောက်တော့ဘက်စီအောင်ရောက်လို့ရှိရင်တော့စက်သားနဲ့ထပ်ဝယ်မယ်စက်သားလေးရဲ့ငဖဲလေးရဲ့ပေါ့အဲလေးဝယ်သွားမယ်အဲဆိုတော့တစ်ပတ်စာတော့9ရက်စာတော့လောက်ပြီပေါ့အခုတော့ဟိုဘက်ကလည်းနေသွားဒီမှာလေလိုချင်တာတော်တော်များများတော့အကုန်ရှိရခုနဆိုစိတ်ကလမဆောက်ကြောတွေပါလဲဝယ်လို့ရတယ်အုံးတိလိုချင်တယ်ဆိုတော့အုံးတိချစ်ပြီးသားညှစ်ပြီးသားအကုန်ရတယ်ဒီမှာဈေးရလဲမပြီးတော့နည်းနည်းတော့တိတ်မခွာအောင်ဆိုပေမဲ့မပြီးတော့တွဲတကူဆိုတာလေဟောကစင်းရဆိုရင်တစ်စီးပေါ့အဲ့လိုပဲလို့ရတယ်ဆိုဒီမှာကျတော့တကေကြီးဝင်မဝင်ကီလိုဝက်ဟိုမှာကစင်းရတစ်စီး1000ဆိုရင်ဒီမှာဆိုရင်ကီလိုဝက်ဆိုတော့ပတ်တစ်စီးတကေကြီးကို4000ဆိုတော့အနည်းဆုံး2000ဘိုးလောက်ဝယ်ရတယ်တရားဖြစ်တယ်ကလန်ကလို kilo fish mười thay sao sỉnh 10,000ပေါ့ ai ăn khách mười lưu ấy sao sao sỉnh quan được ok okay bon there no bone 16,000 1 kilo okay bon အခုဒီဘက်ဈေးရုံပြန်ရောက်လာတယ်အဲ့ဈေးရုံကနေပြီးတော့နည်းနည်းပါပေါ့နော်ဈေးထက်ဝယ်ပြီးလို့ရှိရင်ဒီမှာတော့6ချမ်းပေါ့6ချမ်းဆိုတာမုတ်တို့ပါလို့စီတို့အဲ့လိုမျိုးဒီဘက်ဈေးရုံမှာအဝယ်နေချက်ဆိုင်ရှိရဲအဲ့အနေရတော့သဘောကောင်းတယ်အင်္ဂလိပ်လိုစကားပြောရလဲအဆင်ပြေရဲဒီမှာတော်တော်များများတော့အင်္ဂလိပ်လိုပြောရတာအဆင်မပြေဘူးအဲ့တော့သူတို့ကမော်ရီကတော့နည်းနည်းတော့သင်ထားရတာပေါ့ဒါပေမဲ့ပြောတတ်သေးပါဘူးဒီမှာအဲ့အနီးမှာဈေးနဲ့ဝယ်ပြီးလို့ရှိရင်တော့ကန်းငါပြီးတော့ပြန်တော့မှာကိုရီစီမှာတော့ဈေးဝယ်ပြီးပြန်မယ်ဆိုလို့ရှိရင်စိုက်ကားတို့ဘာလို့စီးရလေဒီမှာတော့စိုက်ကားမရှိဘူးသူတို့က store လာလို့တွန်းလဲလဲအဲ့လိုဟာမျိုးလေးလဲစီးရမပုံမှန်တုတ်စီးရများတယ်ပေါ့နော်သူတို့နိုင်ငံကဆိုင်ငယ်စီးရနိုင်ငံဆိုတော့တုတ်မရှိရလို့ရတော့ဆိုင်ငယ်စီးပေါ့ဒီနေ့ကတော့ကားလေးစီးပြီးပြန်မှာပေါ့နော် EV ကားလေးစီးမယ်ဒီကားလေးဆိုလဲဈေးနဲ့အိမ်နဲ့မှာ$1လောက်ပဲပေးရ